ဒါကတော့တတိယပေးရမယ်ဆေးပါကစွန်ရွက်ဖြစ်ပါတယ်တောက်ပုံတောင်နည်းကတော့သူ့ကိုနူးနတ်ပြုတ်ဤသွားအောင်ပြုတ်ပြီးထွက်လာတဲ့ပြုတ်ရည်ကိုထညက်လေးထည့်သွားရုံပါပဲဗျာအပူကြောင့်ယော်နေသွားတဲ့ရည်ဓာတ်ကိုပြန်ဖြည့်ပြီးတဲ့သဘောပါပဲခန္ဓာကိုယ်ဖောင်းတင်ပြီးတော့စိုးစိုးပြီးဖြစ်လာအောင်လို့ပါဗျာသူနဲ့အလားသဏ္ဍာန်တူတာတွေရှိပါတယ်တော်တော်လေးနီးနီးဆက်ဆက်တူတာတော့ရှားဆောင်လက်ပတ်ပါစီးဘူးစီးအောင်ဖြစ်ရင်လဲကြီးစီးမဲ့တို့ခန်းကလာတို့ကိုကြော်ပြီးတော့သူ့ကိုတန်းတော့လို့ရပါတယ်ဗျာသူနဲ့အလားသဏ္ဍာန်တူတာနောက်ထပ်ဘာရှိသလဲလို့ဆိုတော့တောက်ယူအိုရီယာရေးပါပဲဗျာပြင်းအားတော့ကွာတာပေါ့ဗျာကစွန်းရက်တော့ဘယ်ပြင်းမှာတော့တောက်ယူအိုရီယာရေးကရေကိတိတာတွေကရေပြောတာမဟုတ်ဘူးเนาะတောက်ယူအိုရီယာရေးပါဗျာ